ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့ကမ္ဘာစီးပွားရေးကိုတောင်တုံ့လှုပ်စေနိုင်တဲ့အရေးကြီးဆုံးနေရာတစ်ခုဖြစ်တဲ့ဟော်မုစ်ရေလက်ကြားမှာဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုအခြေအနေပဲဖြစ်ပါတယ်။ဒီနေရာမှာဖြစ်ပေါ်လာနိုင်တဲ့စစ်ပွဲတစ်ခုဟာဒေသတစ်ခုတည်းကိုမဟုတ်ပဲကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒါကြောင့်ဒီဗီဒီယိုထဲမှာဒီအရေးအခင်းရဲ့နောက်ွယ်ကအကြောင်းရင်းတွေဖြစ်နိုင်ချေဒီနောက်ဆုံးအလားအလာတွေကိုတဆင့်ချင်းရှင်းပြသွားမှာဖြစ်ပါတယ်။ပထမဆုံးသိထားရမှာကဟော်မုစ်ရေလက်ကြားဟာကမ္ဘာရေနံတင်ပို့မှုအတွက်အရေးကြီးဆုံးချုပ် point တစ်ခုဖြစ်ပါတယ်။နေ့စဉ်ရေနံတင်ပို့အများပြားဒီနေရာကနေဖြတ်တန်းနေရတာကြောင့်ဒီနေရာမှာတင်းမာမှုဖြစ်လာတာနဲ့ကမ္ဘာစီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။လက်ရှိအခြေအနေမှာအီရန်နဲ့အမေရိကန်ကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာနေပါတယ်။စစ်ရေးအင်အားပြသမှုတွေရေတက်လှုပ်ရှားမှုတွေတိုးလာပြီးမတော်တဆထိတွေ့မှုတစ်ခုတည်းကနေစစ်ပွဲကြီးတစ်ခုဖြစ်သွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ဒီလိုအခြေအနေမှာတိုက်ရိုက်စစ်ပွဲဖြစ်သွားမယ်ဆိုရင်ပထမဆုံးထိခိုက်မဲ့အရာကရေနံဈေးကွက်ပါ။ရေနံဈေးတက်လာတာနဲ့တပြိုင်နက်ကမ္ဘာစီးပွားရေးမှာအလွန်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ထို့အပြင်ဆော်ဒီအာရေဗျနဲ့ UAE တို့လိုရေနံထုတ်လုပ်ရေးအင်အားကြီးနိုင်ငံတွေကလည်းဒီအခြေအနေထဲမှာတိုက်ရိုက်သက်ရောက်မှုခံရနိုင်ပါတယ်။ဒါကြောင့်ဒေသဆိုင်ရာစစ်ပွဲတစ်ခုကနေကမ္ဘာလုံးဆိုင်ရာစစ်ပွဲတစ်ခုအဖြစ်တောင်တိုးချဲ့သွားနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဒီအရေးအခင်းဟာတိုက်ရိုက်စစ်ပွဲအဆင့်ကိုမရောက်သေးပေမဲ့ proxy conflict အဆင့်မှာရှိနေတယ်ဆိုတာပါ။ဆိုလိုတာကတိုက်ရိုက်မတိုက်ပဲတခြားအဖွဲ့တွေကိုအသုံးပြုပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့ဒီလို proxy conflict တွေဟာအချိန်မရွေး escalation ဖြစ်ပြီးတိုက်ရိုက်စစ်ပွဲအဖြစ်ပြောင်းလဲနိုင်ပါတယ်။အထူးသဖြင့်မတော်တဆဖြစ်ပွားမှုတစ်ခုကြောင့်အခြေအနေတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်။ထို့အပြင်တရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကလည်းဒီဒေသမှာအကျိုးစီးပွားတွေရှိနေတဲ့အတွက်အခြေအနေတစ်ခုဖြစ်လာရင်တစ်ဖက်တစ်လမ်းကပါဝင်လာနိုင်ပါတယ်။ဒါကြောင့်ဒီအရေးအခင်းဟာဒေသတစ်ခုအတွက်သာမဟုတ်ပဲကမ္ဘာအင်အားချိန်ခွင်ရှာကိုတောင်ပြောင်းလဲနိုင်တဲ့အရေးကြီးဆုံး geopolitical hotspot တစ်ခုဖြစ်ပါတယ်။အခုအချိန်မှာစစ်ပွဲဖြစ်နိုင်ခြေကိုကြည့်မယ်ဆိုရင်နှစ်ဖက်စလုံးကစစ်ပွဲကိုအပြည့်အဝမလိုချင်ကြပေမဲ့တင်းမာမှုတွေဆက်လက်ရှိနေမယ်တိုက်ခိုက်မှုအသေးစားတွေဆက်ဖြစ်နေမယ်ဆိုတဲ့